တွေရှေးဟောင်းမွေနှစ်တွေနဲ့ပြည့်နှက်နေရန်ကုန်မန္တလေးပုဂံတို့သွားကြမလားကွယ်အလားတရားတွေဆွေးရတို့ရဲ့မြမပြည်ရုံမျိုးတဲ့ရှောက်ကြည့်ရင်မင်းမြင်ရမှာကိုလိုနီခေဟောင်းဆောက်အုံတွေနဲ့ခေတ်သစ်ရဲ့ကဘာရွှေရောင်ဝင်းပါတဲ့ရွှေဒီကုံအထွတ်မြတ်စေတော့နေရောညပါလှပလွန်းလို့ကြီးညိုစိတ်တွေပေါ်ဘိုးချုပ်ဈေးမှာအယိုးရပစ္စည်းတွေဝယ်ကြမယ်စူးလစ်ပြားကမြို့လေကောင်မသမိုင်းတွေနဲ့ရှိနေကန်တော်ကြီးကဝိတ်ဖောင်ရှေ့မှာဓာတ်ပုံရိုက်ဖို့စီးမျောခြင်း6ထက်ကြီးပြားရှောင်းတော်မူကိုဖူးမျောခြင်းရန်ကုန်ရဲ့အလှတရားထဲမှာတို့တွေစီးမျောခြင်းမြန်မာနိုင်ငံကိုလည်းသွားကြမယ်သမိုင်းဝင်နေရတွေစီတို့တွေသွားကြမယ်ရန်ကုန်မန္တလေးပုဂံမြို့တွေစီတို့တွေအတူတူသွားကြစို့အလားတရားတွေကိုခံစားစို့မန္တလေးမြို့နောက်ဆုံးမင်းနေပြည်တော်ရဲ့ဂုံယူစရာမဟာမုံနေရုပ်ရှင်တော်မြတ်ရွှေသင်္ကန်းတွေနဲ့ဝင်းပါနေတာအိုးပိန်သားမှာနေဝင်ခြင်းကိုစောင့်ကြည့်လိုက်အောင်လေတောင်သမန်အင်းရဲ့လေပြေကမင်းကိုအေးများစေမန်လေးတောင်ပေါ်ကနေမြို့အလှကိုအပေါ်စီးကကြည့်ကျုံးနဲ့နန်းတော်ရဲ့အလှကတော့တကယ်ကိုဆွဲမက်စေရမည်ကုသိုလ်တော်မှာကဘာအကြီးဆုံးစာအုပ်ကြီးကိုဖတ်မန်လေးရဲ့ရင်ကျေးမှုကတော့တကယ်ကိုထူးခြားစမ်းပြတ်ပကံစေဒီဖူထိုးပေါင်း3000ကျော်ယူနက်ဆာကိုစာရင်ဝင်ကဘောမွေအနှစ်တွေပေါ်ပြီးသူကအလှဆုံးအာနန္ဒာနဲ့ရွှေစည်းခုံဓမယန်ကြီးရဲ့အုပ်စီလက်ရာတွေကတော့အမခန်းဆုံးဗမညူမှာညံတော်အမြင့်ဆုံးကိုဖူးမြော်မယ်မိဘုံပြန်တဲ့ပကံရှုခင်းကိုပေါ်စီးကနေပြန်ဝဲကြည့်မယ်နေထွက်ချိန်လှတရားကတော့မင့်မရနိုင်စရာပကံမြေကပေးတဲ့ငိမ့်ချမ်းမှုတို့ရဲ့ကဘာမြန်မာနိုင်ငံကိုလည်းသွားကြမယ်သမိုင်းဝင်နေရတွေစီတို့တွေသွားကြမယ်ရန်ကုန်မန္တလေးပုဂံမြို့တွေစီတို့တွေအတူတူသွားကြစို့အလားတရားတွေကိုခံစားစို့မြန်မာပြည်ရဲ့အလားတရားတွေရှင်နေမှာအမြဲရှိနေရန်ကုန်မန္တလေးပုဂံတစ်ခေါက်ရဲ့ပါအိုးခွဲ